ကဲလုံငမဲ33အိမ်မဲစီစီလုံးဝအဆင်ပြေစေမဲ့ Total Pro လေးတွေကိုကျွန်တော်ဒီနေ့ရောင်းချပေးပါမယ်ကဲဆက်ပြပဲပစ္စည်းလည်းများမယ်နော်လူကြိုက်လည်းများပါမယ်ခင်ဗျာဒါစီသားလေးတက်တာပါတယ်ဒါအယုံဆွဲပိုင်းကလည်းပြောကြမလို့တော့ကောင်းပါခင်ဗျာကဲ .3.5 ရေးဆက်ကြလေးတွေရှိပါမယ်ခင်ဗျာကျွန်တော်3900ပေါ်ကနေတော့မှ3800တပတ်ချလည်းအထိကျွန်တော်ရောင်းချပေးပါမယ်ဒါဆိုရင်တော့ကျွန်တော်ဒီစီရင်လိုက်ပြပေးပါမယ်ခင်ဗျာဒီဘက်ကဒီတန်းလေးကတော့အင်ဂျင်ပါဝါ 1500cc နဲ့ရပါမှာခင်ဗျာဒါ model 2006လေးပါကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက988တင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ပါဝါ 1500cc ပါဝါတစ်ပေါက်ပါပါမယ်ဒါအတွင်းကလေဆာစွပ်တွေပါစွပ်ပေးထားပါတယ်နော်ဟို line ပလက်လေးနဲ့ရပါမှာခင်ဗျာ988တင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကဲဒီဘက် H10 လေးကတော့တောင်တွင်9လေးဖြစ်ပါမယ်ခင်ဗျာအနီးနဲ့လေးပါပါမယ်948တင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ပါဝါ 1300cc နဲ့ရပါမယ်ပါဝါတစ်ပေါက်ပါပါမယ်ခင်ဗျာအယိုးစိတ်တိုက်ကရှင်းပါတယ်မချိန်မီချိန်ရပါမယ်ခင်ဗျာအတွင်းကလေယာစွပ်လေးစွပ်ပေးထားပါတယ်ရောင်းချပေးမယ့်ဈေးနှုန်းလေးက948သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာတောင်တွင်9လေးဖြစ်ပါမယ်ဒီဘက်ကဒီဂျန်လေးကတော့အင်ဂျင်ပါဝါ 1500cc လေးနဲ့ရပါမယ်ခင်ဗျာ F extra ဖြစ်ပါမယ် grade လေးမြင့်ပါတယ်နော်ခေါင်းမီလေးလုံးနောက်ထုတ်ဒီပါပါမယ်ပါဝါနှစ်ပေါက်ပါပါမယ်ခင်ဗျာမချိန်မီချိန်မချိုးမကောက်ရပါမယ်ကဲဒါတော့နောက်ခန်းလေးပဲဖြစ်ပါမယ်ခင်ဗျာရောင်းချပေးမယ့်ဈေးနှုန်းလေးက988သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ model 2009လေးပါကဲဒီဘက်ကဒီတန်းလေးပြီးသွားပြီဆိုတော့လန်နန်ဘက်သွားမယ်ခင်ဗျာကဲဒီကောင်လေးကတော့2010 model လေးဖြစ်ပါမယ်ခင်ဗျာအခက်ရလန်နန်ပကူလိုင်စင်လေးနဲ့ရပါမယ်ခင်ဗျာရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့848သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာအတွင်းကလေဆာစွပ်တွေရှုပ်ပေးထားပါတယ်ပါဝါတစ်ပေါက်ပါပါမယ်ခင်ဗျာ2010 model လေးပါခင်ဗျာဒီကားလေးတွေကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုနေတယ်ဆိုရင်တော့အရှိတကုံမင်းရဲ့ကျော် one way လမ်းမကြီးပေါ်မှာကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်သွယ်မယ့်ဖုန်းနံပါတ်ကတော့3998542323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ